ဒိုရီမီဖာဆိုလာတတချစ်ကမေမေပါအမေကပြန်ဆိုလေကာကြီးခါခွေဖြည်းဖြည်းမိမိချစ်ကတတလေးကုတပညာလိုက်နေတယ်ညာနေတယ် ပြေးလိုက်နေတယ်မိဘလောက်ရှိပါလဲတပ်ပရနေရှိ ဟုတ်ပါချလိုက်မယ်မသိတာကြာ ပါချမယ်ဆိုလိုက်ပါချမယ်65နှစ်မိမိတက်က65နှစ်ပါ65နှစ်ပါအကြောင်းမဟုတ်အဲ့ဘုနီးနီးလာပြီနည်းနည်းသတိထားနော်တရားအတော်လေး မအင်းနာကိုမကတ်တာ မအင်းနာဘယ်လိုမကတ်တာဘယ်လိုမကတ်တာတာလောက်ဒီလောက်မိနာမနေနေ အဲ့ဒါကတ်တာကိုပြောနေမုံနေပိုးနေလား ဩဒါလည်းကတ်တာပဲလေမိနာမနေနေ ခဏလေးရလေမေရတူမေနဲ့မေရှိမှရှိနေတော့မေမျက်စိအောက်မှာနေနေကြတယ် အာမိ နေငါပြောပြအကောင်းလားဒီဘဝမှာတယ်ဒါအခုနေလို့အသိနဲ့ ဒီဘဝဒီမြတ်နေမေ ဒီဘဝမှာဒီအသိ လမ်း နဲ့ ခွ ရှိ ဲ တော့ ကြပါသူတဲ့ သိရလား မောင်မူ ငါသိသွားရင်နင်တို့ဘာလုပ်မှာ သူကပြောလာတယ် နောက်တော့ငါတို့အမေနေအဲ့တော့မနောင်တိုင်းမရနဲ့ နောင်တမရဘူးဒါတော့နောင်တမရဘူးအမိ ဟုတ်ပါလေနောင်တရ ဘာဖြစ်လို့လဲဆိုတော့ဒါတော့အမေရှိတဲ့ချိန်ကာလအတွင်းမှာတော့စိတ်ချမ်းသာအောင်ထားတော့ဒါကနောင်တမရဘူး ချမ်းသာပါဘူး စိတ်ချမ်းသာ ဝင်လာမပြောပါလေအားသိဝင်လာမလုံးနဲ့ငါ့ အမေတတော့ရနေဘလို့စိတ်ချမ်းမသာလားအမေ အောင်ပြောလေ အမေစိတ်ချမ်း ထားလို့လားပြော အော်အမေတင်ဒါစိတ်ချမ်းအမေစိတ်မချမ်းအော်ဒါစိတ်မချမ်းသာအောင်မေဘာလဲလုံးနေလို့ နော် အမေအောင်သူတွေကြည့်ပြီးတော့မင်းပြောမပေါ့ ဟုတ်ပြစီမြောင်းချက်ချက်ပေါ့ အမေအကိုကြည့်ပြီးတော့ပြောအမေကသပွဲကြီးပွဲကြီးကြိုက်နေပြီးတော့ ကြည့်လို့အောင်သူကြောင့်လည်းကိုမငိုရတာဟုတ်တယ်ဘုရားတိဝိတ္တံမြိတ်ကြတာသူ့အတွက်မြိတ်ကြတာ နော်ဒါလည်းတားပဲလေအမေတားပဲဟွာလည်းမေတာပဲဒါလည်းမေတာပဲမေတမီးရော မိရီယာကုန်လိမ့်ပါတယ် သမီးတွေဟေးသမီးတွေရှိရင် မိ သမီး ရီယာ တွေ ကုန်လိမ့်မှာသားရတာနည်းနည်းကြီးလို့ကြ ဟာလိုင်းပြဿနာရှာနေလောက်ကြအောင် ကြီးလို့ကြ လိုင်းမတင်နိုင်မထားလိုင်းမတင်